ကျွန်တော်ဒီနေ့ဒီဗီဒီယိုအလန်းစားတွေကို free ထုတ်လို့ရမယ်ဟာပေါ့နော်credit card လည်းမလိုဘူးကြော်ကြခွစာလည်းမလိုဘူးဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ Gmail နဲ့ WeChat နဲ့ရှိရောကျွန်တော်ဒီလိုမျိုးresolution ကောင်းတဲ့ video file တွေပေါ့နော်ကျွန်တော်တို့ဘယ်လိုဒါတွေအကုန်လုံးကျွန်တော်ကိုယ့်ကိုပရုံရေးပြီးတော့မှအဲဒီတရုတ် AI မှာသွားပြီးထုတ်ထားတာပေါ့နော်ဒါဆိုကြောင်လေးကကျွန်တော်ဒါ hint ချက်နေတဲ့ video file ပေါ့လေဒါကိုယ့်ကိုပဲပရုံရေးပြီးတော့မှဒါဆိုရင်ခွေးလေးကဒါအနီးကပ်ပေါ်မော့ကြည့်နေတဲ့ပုံပေါ့နော်ကိုယ့်ကိုပရုံရေးပြီးထုတ်ထားတာပါဒါဆိုရင်ဒါ polar bear လေးကရေးလိုက်တာတော့ manly downtown ပေါ့နော် manly မျိုးလေကောင်ပါပေါ့နော်ဒါလည်းနောက်တစ်ဝုံလေးက spain စီးတဲ့ video file လေးပေါ့နော် okay ဒါဆိုစလိုက်ကြအောင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီတရုတ်1 yuan ကိုကျွန်တော်တို့အရင်သွားပါမယ်ကျွန်တော်လောဆယ်မှာ Google Chrome ပေါ့နော် Google Chrome ကိုကျွန်တော်သုံးထားပါတယ် Google Chrome မှာကျွန်တော်ဒီ1 yuan ပေါ့နော်1 yuan video ကျွန်တော်ရိုက်ထည့်လိုက်ပါမယ်အဲ့ဒီ link ကိုလည်း comment မှာပေးထားပါတယ်ဟုတ်ရောက်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာဒီကောင်ကျွန်တော်တို့အကောင့်အရင်ဖောက်မှာပေါ့နော်အကောင့်ဖောက်ဖို့ဆိုဒီမှာ WeChat နဲ့ဖောက်မလား YouTube နဲ့ဖောက်မလား WeChat ဆိုရင်တော့မြန်တာပေါ့နော်တခါတည်းapp ဖွင့်ပြီးတော့မှ scan ဖလိုက်တာတခါတည်းသုံးလို့ရမှာပေါ့email ဆိုရင်တော့ကျွန်တော်တို့ဒါကုတ်ကြလောင်ဆောက်မှာပေါ့နော်ဒီမှာကုတ်ဖြစ် email ဖြစ်ပြီးဒီမှာဒါလေးနှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုရင်သူက email တွေကိုကုတ်ပို့ပေးပါလိမ့်မယ်အဲ့ဒီကုတ်ကအများသောအားဖြင့် spam folder ထဲမှာလည်းရှိတတ်တယ်ပေါ့နော်တကယ်လို့ကုတ်ကကြလာပြီဆိုရင်ကုတ်ကို email တွေကနေ copy ကူးပြီးတော့မှဒီမှာပေါ့နော်ကုတ်ကိုဖြည့်ပြီးဆိုရင် activate လုပ်ရဲဆိုရင်ကျွန်တော်တို့ရဲ့ဒါ account ရပြီပေါ့နော် account ရပြီဆိုရင်ကျွန်တော်တို့ account ဖောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒါသူရဲ့ဒါတရုတ်ရဲ့1 yuan ပေါ့နော်1 yuan website ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ video file ဖန်တီးကြမယ်ပေါ့နော်ဖန်တီးကြမယ့်ခါမှာကျွန်တော်တို့ဒီမှာ tab ကမျိုးရှိတယ်ဒီကောင်ဆိုရင်ဒါ text to video file ပေါ့နော်ဒီမှာဒီမှာတော့ credit တွေပေးထားရမယ်ကျွန်တော်တို့ video တွေအများကြီးဖန်တီးလိုက်တာပေါ့နော်15ခုလောက်ရှိမှတင်တယ်15ခုလုံးကိုဖန်ပြီးပြီးတော့မှဒီ credit ကရော့မသွားဘူးပေါ့ဆိုတော့ခါကျသူကလောဆယ်ကျွန်တော်ထင်တယ်ဒီကောင်ကိုခုတည်းထိဒါ free ပေးထားတော့ကျွန်တော်ထင်ပါတယ်ဆိုတော့ခါကျတော့ကျွန်တော်ဒါအစမ်းဖွင့်ကြည့်တဲ့ဟာပေါ့နော်သူပြထားတဲ့ဟာတွေလည်းရှိပါတယ်ဒီမှာ prompt တွေလည်းတစ်ခါတည်းပါပြီးသားပေါ့နော်ကို recreate လုပ်ရှင်နေဆိုရင်လည်းကိုပြန်ပြီးတော့မှသူပေးထားတဲ့ prompt ကိုကူးပြီးတော့မှ create လုပ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ခါကျဒါသူလုပ်ထားတဲ့ video file တွေပေါ့နော်တခုရှိတာသူကအတန်တော့မပါဘူးသူကvideo ပဲပေါ့နော် Google Video 2နဲ့ဆင်တယ်ပေါ့ဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော်ကဒီမှာပေါ့နော်ဒါဆိုရင်ဒါ text to video ပေါ့နော် text to video စာရိုက်ပြီးတော့မှ video ပြောင်းပေးတဲ့ဟာဒီကောင်ကကျတော့ဒါပုံပေးပြီးတော့မှပုံ animate ပေါ့နော်လှုပ်ရှားလို့ဒါကကျတော့သူကဒီကောင်ကကျတော့ဒီစကားပြောတဲ့ဟာပေါ့နော်ဒါအတန်ထည့်တာပေါ့နော်ဒီကောင်ကကျတော့ကိုယ့်ရဲ့ဓာတ်ပုံကိုလို့ကားတဲ့ပုံပေါ့နော်ကားတဲ့style ပေါ့မျိုးမျိုးလုပ်လို့ရတယ်သူကပိုကြာတယ်မိနစ်40လောက်ကြာတယ်သူက generate လုပ်ရတဲ့ခါကြာရင်လေ free ဆိုတော့ခါကျသူကကြာတာပေါ့ပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ဒါကားတဲ့ပုံကားတဲ့ dance animation လုပ်လို့ရတယ်။ဟုတ်ပြီကျွန်တော်ဒီမှာတော့ကျွန်တော်ကဒီ text to video ကျွန်တော်ဆန်းပြထားပါတယ်။ကျွန်တော် ChatGPT နဲ့ prompt fine tune လုပ်ပြီးတော့မှကျွန်တော်လုပ်ထားတဲ့ဟာကျွန်တော်ဒီထဲကိုကျွန်တော်ကူးထည့်လိုက်မယ်။ကူးထည့်ပြီးတော့မှကျွန်တော်ဒီမှာဆန်းကြည့်မယ်နော်။ဘာလဲလို့ရလဲပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ ratio တွေပြောင်းလို့ရမယ်ဒီမှာ prompt fine tune လုပ်လို့ရမယ်။နောက်ပို့ပြီးတော့မှပိုကောင်းလာအောင်ပေါ့နော်။ပိုကောင်းအောင်လုပ်လို့ရမယ်setting တွေအများကြီးရှိတယ်ပေါ့နော်။ဆိုတော့ခါကျတော့ဒီမှာဆိုရင်ဒါportrait လား horizontal လားအကုန်ပြောင်းလို့ရတယ်ပေါ့နော်။ဆိုတော့ပြီးဆိုကျွန်တော်ဒီမှာ create လုပ်မယ်ပေါ့နော် create လုပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာ တိုင်းနှိပ်လိုက်မယ်ဆိုရင်သူကဒီမှာဆိုရင်woofen ကျုံဆိုတော့5မိနစ်ဆောင်ပေါ့နော်5မိနစ်ဆောင်အောင်မယ်ဆိုပြီးတော့သူ percentage တွေသူသွားနေတယ်ပေါ့နော်အဲ့ဒီသူ percentage 100ပြည့်သွားပြီဆိုရင်တော့ဒါပြီးပြီပေါ့ဒါကတော့ဒါ Tencent ကထုတ်ထားတဲ့သတင်းပေါ့နော်သူတို့ကဒီ model ကို open source လုပ်လိုက်ပြီ open source လုပ်လိုက်ပြီးတော့အကြောင်းမို့ဒါလူတိုင်းလက်ကားသုံးလို့ရတယ်ပေါ့နော်5 second ကြာတဲ့ video file ထုတ်လို့ရမယ်တဲ့အဲ့မှာဘာတွေပါမလဲဆိုတော့ဒီနှခမ်း lip synchronize ပေါ့နော်အဲ့တော့နှခမ်းလောက်တာနဲ့အတန်ထွက်တာနဲ့ကြိုက်တဲ့ဟာတွေပါမယ်ပေါ့နော်အဲ့လိုကားတဲ့ဟာတွေပါမယ် video quality က 2 quick quality ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီ developer တွေလည်းသုံးလို့ရတယ်ပုံမှန် end user တွေလည်းသုံးလို့ရတယ်လို့သူတို့သတင်းထဲမှာပါတာပေါ့နော်ကျွန်တော်ဒါပြောပြတာပါဆိုတော့ကကြတော့အဲ့တော့ API asset နဲ့လည်းရတယ်လို့ကိုလည်းကိုကွန်ပျူတာထဲမှာလည်းကို run လုပ်လည်းရပါတယ်အဲ့ဒီခါတွေကကြတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စက်ကြည့်အောင်ကျွန်တော်တို့ model က33%ရာခိုင်နှုန်းဟုတ်ပြီဒါဆိုရင်ပြည့်သွားပြီဆိုရင်ဒီမှာကြည့်လိုက်ကျွန်တော်က crown fish လေးကိုကျွန်တော်ကဒါ run ထားတာပေါ့နော် run ပြီးတော့ဒီရလာတဲ့ video file လေးဒီမှာ5 second ပဲ5 second video file video 2လောက်တော့မကောင်းပြင်မဲ့ဆိုးတော့မဆိုးဘူးပေါ့နော်သူလက်ကားပဲသုံးရတာဆိုနည်းနည်းတော့ကြာကျွန်တော်ကြော်ထားလို့ပြသူတော်တော်ကြာတယ်မိနစ်20လောက်ကြာတယ်
အဲ့ဒါခါကျကျွန်တော်ဒါပြီးပြီဆိုရင် download ဆွဲမယ်ပေါ့နော် download ဆွဲပြီဆိုရင်ဒါကိုယ့်ရဲ့ computer တွေက folder တွေရောက်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေသွားပြီပေါ့နော်ကိုယ့်ကိုသိမ်းပြီးတော့မှပြန်တင်ချင်းတင်ပေါ့လေအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့Facebook ပဲဖြစ်ဖြစ် TikTok ဖြစ်ပြန်တင်လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်